အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုမင်းကျော်ပါဒီနေ့ကဒါဘဲစားမြစ်ပြခြင်းလို့ပေါ့နော်ဘဲစားမြစ်ကျွန်တော်ရှိမှရှိရဲဆိုတော့ကျွန်တော်ပြခြင်းတာလက်ရှိကတော့ပေါင်းတော့မထိုးရသေးဘူးပေါင်းအောင်ပေါင်းချမ်းနေကျွန်တော်ထိုးလိုက်မယ်နော်ဘဲစားမြစ်တပွင့်ကြည့်လိုက်ကြီးပဲစိတ်မိလှနေပါပေါ့နော်ဒါကဒီကောင်းတပွင့်ပေါ့ဒီကောင်းတပွင့်ပိတ်နေတာပေါ့နော်ဘဲစားမြစ်ပေါ့ရိုးရဘဲစားမြစ်ပေါ့နော်ဒီဘက်ချမ်းမှာစိုက်ထားတဲ့ဟာကိုပြတာပါကြည့်လိုက်ပါအပွင့်နေရအကုန်လုံးလှအပွင့်နေအကုန်လုံးလှပေါင်းချမ်းတော့ကိစ္စမရှိဘူးပေါ့နော်ပေါင်းချမ်းကျွန်တော်ထိုးလိုက်ပြောင်းသွားမှာပါဒီဘက်ချမ်းကကြတော့လက်ရှိမှာမျက်စိုက်ထားတာမနေ့တော့စိုက်ထားတာမိုးရမ်းရွာလို့ဖွဲပြမပတ်ရသေးဘူးဖွဲပြအိတ်တွေစီထားတာပေါ့နော်ဟိုမှာကgreen မြက်ကျင်း10ကျင်းပေါ့နော်10ကျင်းပြင်းဦးလွင်ပို့ပေးရမှာလက်ရှိခွာနေပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ